ကဘာအချမ်းသာဆုံးပုံကိုယ်လူပြောလိုက်ရင်ကျမတို့စိတ်ထဲမှာနီးပညာအသေးအစမ်းတွေပရာဟိတလုပ်ငန်းတွေနဲ့အောင်မြင်မှုတွေကိုပဲမြင်အောင်မိကြမှာပါဒါပေမဲ့ Jeffrey Epstein ဆိုသူရဲ့လျှို့ဝှက်ဖိုင်တွေတို့ထွက်ပေါ်လာတဲ့အခါမှာတော့အားလုံးကတုန်လှုပ်ကုန်ကြပါတယ်ဘယ်သူမှမသိသေးတဲ့ email မူချမ်းတွေတရားရုံးမှတ်တမ်းတွေပြီးတော့တစ်ဖက်လူစီမရောက် fit ခဲ့တဲ့စာတို့တွေ Bill Gates လိုလူမျိုးကဘာကြောင့်များ Epstein နဲ့နှစ်ပေါင်းများစွာနီးနီးကပ်ကပ်ရှိနေခဲ့တာလဲ Elon Musk ရဲ့နာမည်ကတော့ဒီဖိုင်တွဲတွေထဲမှာဘာလို့ပါလာလဲဒီနေ့မှာတော့ကျမတို့ဒီဓာရီကိုအသေးစိတ်တူးဆွဲကြည့်ကြပါမယ်ပထမဆုံး Bill Gates အကြောင်းကနေဆော့ရအောင်မကြသေးခင်ကမှပေါက်ကြားလာတဲ့2013ခုနှစ်ဇူလိုင်လ18ရက်စွဲပါ email အကြောင်းတွေကတကယ့်ကိုတုံ့လှုပ်စေရပါပဲထူဆန်းတာကဒီ email တွေကို Epstein ကဘသူစီမှာပို့မထားပါဘူးသူ့ရဲ့ account ထဲမှာပဲ email မူချမ်း draft အနေနဲ့တင်ထားတာပါဒါဟာ Bill Gates ကိုနောက်တစ်ချိန်မှာပြန်ပြီးချင်းချောက်ဖို့အတွက်သူစုဆောင်းထားတဲ့လှုပ်ရက်လက်နက်တွေဖြစ်နေမလားဆိုတာတော့စဉ်းစားစရာတစ်ခုပါပဲအဲ့ဒီအထက်မှာ Gates ရဲ့ကိုကြီးကိုတာကိစ္စတွေရုရှားမင်းကလေးလေးနဲ့ပျော်ပါခဲ့တာAdderall ဆေးပြားတွေတောင်းခံခဲ့တာတွေပါဝင်နေသလိုအဆိုးဆုံးကတော့ Bill Gates က Epstein စီမှာလှုပ်ဝက်ဆေးဝါးတွေတောင်းရတယ်ဆိုတဲ့အချက်ပါ email ထဲမှာ Epstein က Bill Gates ကိုမင်းရဲ့တောင်းဆိုချက်အရာမလင်ဒါကိုမသိအောင်ပေးဖို့ပဋိသေဝဆေးတွေ antibiotics တွေငါစီစဉ်ပေးခဲ့တယ်လို့တောင်ရေးသားထားပါတယ်။ဒါနဲ့ပတ်သက်ပြီး Gates ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ဒါတွေဟာလုံးဝအတိတ်ပဲမရှိတဲ့စကားတွေလို့ငင်းဆိုထားပါတယ်။ဒါပေမဲ့မေကွန်ထုတ်စရာရှိတာက Epstein ကရာဇဝတ်ကောင်မှန် PPG နဲ့2010ကနေ2014အထိ Gates ကဘာလို့အကြိမ်မောင်းများစွာတွေ့နေခဲ့တာလဲဆိုတာပါပဲ။ဒီနေရာမှာကျမတို့သတိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Bill Gates ရဲ့ဇနီးဟောင်း Melinda Gates ရဲ့ထွက်ဆိုချက်ပါ။ Melinda ကသူမဟာ Epstein နဲ့တကြည်မဲတွေ့ခဲ့ပူးပြီးအဲ့ဒီတွေ့ဆုံမှုဟာသူမအတွက်6လန့်စီရောက်အိမ်မဆိုးတစ်ခုလို့ထင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။သူမက Bill ကိုဒီလူနဲ့လုံးဝမပတ်သက်ပါနဲ့လို့အကျဉ်းချင်းသတိပေးခဲ့ပေမဲ့ Bill ကတော့နားမထောင်ခဲ့ပါဘူး။အဆုံးမှာတော့သူတို့ရဲ့28နှစ်ကြာအိမ်တော်ကြီးပြုတ်ကွဲခဲ့ရတဲ့အဓိကအကြောင်းရင်းတွေထဲမှာဒီ Epstein ကိစ္စကလည်းတစ်ခုအပါဝင်ဖြစ်ခဲ့ပါတယ်။ကဲနောက်ထပ်တစ်ယောက်ကတော့ Elon Musk ပါ။ Epstein က Musk ကိုသူ့ရဲ့ကျွန်းပေါ်မှာလုပ်တဲ့ပါတီတွေစီလာဖို့အကြိမ်ကြိမ်ကြိုးစားဖိတ်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။အထောက်ထားတွေအရတော့ Epstein က Musk ကိုသူ့ရဲ့ကျွန်းကိုလာလဲဖို့ email တွေအများကြီးပို့ခဲ့တာပါ။ဒါပေမဲ့ Musk ကတော့ Bill Gates နဲ့မတူပဲအဲ့ဒီဖိတ်ခေါ်ချက်တွေကိုလစ်လျူရှုခဲ့ပါတယ်။ Musk က Epstein ကကျွန်တော်ကိုကျွန်းကိုဖိတ်ပေမဲ့ကျွန်တော်ညင်းခဲ့တယ်လို့အတီးအလင်းပြောထားပါတယ်။ Bill Gates နဲ့မတူတာက Musk နဲ့ Epstein ကြားမှာလူကိုယ်တိုင်တွေ့ဆုံခဲ့တယ်ဆိုတဲ့ခိုင်မာတဲ့အထောက်အထားမရှိတာပါပဲ။ Epstein ဟာ Musk လူမျိုးကိုသူ့ရဲ့ကွန်ရက်ထဲဆွဲသွင်းဖို့စ조사ခဲ့ပုံရပေမဲ့ Musk ကတော့ရှောင်ထွက်နိုင်ခဲ့တယ်လို့သတင်းထောက်တွေကသုံးသပ်ထားကြပါတယ်။အခုလိုဘီလီယံနာတွေအကြောင်းပြောနေချိန်မှာကျမတို့မိထားလို့မရတာကနစ်နာခဲ့ရတဲ့မင်းကလေးငယ်တွေရဲ့ဘဝတွေပါ။ Virginia Roberts Giffrey ကတော့နစ်နာသူတွေရဲ့ပါဝင်သူတဦးမှာသူမကကျမတို့ရဲ့ဒီလိုစိတ်တရားတွေနဲ့အမာရွေးတွေကဘယ်တော့မှပြောင်းမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ Epstein ရဲ့လှုပ်ဝက်ချက်တွေဟာအာဏာရှိသူတွေရဲ့ဖုံးကွယ်မှုအောက်မှာနှစ်ပေါင်းများစွာရှိနေခဲ့ပါတယ်။ဒါပေမဲ့အခုဆိုရင်တော့ဒီအမှန်တရားတွေဟာတစားစနဲ့ထွက်ပေါ်လာနေပါပြီ။ Jeffrey Epstein တိတ်ဆုံးသွားပေမဲ့သူခြံထားခဲ့တဲ့ Hugh Fine တွေကတော့အခုထိပြီးဆုံးမသွားသေးပါဘူး။နောက်ထပ်ဘသူတွေရဲ့နာမည်တွေထပ်ထွက်လာအောင်မလဲ။အာဏာရှိသူတွေကဥပဒေရဲ့အထက်မှာတကယ်ပဲရှိနေနိုင်အောင်မလား။အခုကြည့်နေတဲ့သူတွေအနေနဲ့ကဘသူထင်ကြလဲ။ Bill Gates ရဲ့နောင်နာရတဲ့ဆိုတာကိုယုံလား။ Elon Musk ကရောတကယ်ပဲလွတ်ကင်ခဲ့တာလား။စတဲ့အမြင်တွေကိုဝင်ရောက်ဆွေးနွေးပေးသွားမှာအောင်နော်။ဒီလိုစိတ်ဝင်စားစရာစုံစမ်းထောက်လှမ်းမှုတွေကိုစက်ကြည့်ကြရင်တော့ကျမရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။